အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြပေးမယ့်အကြောင်းအရာကတော့မြန်မာနိုင်ငံမှာလူကြိုက်အများဆုံးလည်းပြောလို့ရမယ်လူစိုက်အများဆုံးလည်းပြောလို့ရမယ်တစ်ခွအမျိုးအစား၅မျိုးအကြောင်းကိုပြပြပေးသွားဖြစ်ပါခင်ဗျတစ်ခွအမျိုးအစား၅မျိုးပါလဲဆိုရင် Dendrobium ပါမယ်ပြီးလို့ရှိရင် Phalaenopsis ပါမယ်လက်ပြတစ်ခွပါတော့လက်ပြတစ်ခွပါမယ်ပြီးလို့ရှိရင်Banana တစ်ခွပါမယ် Camellia တစ်ခွပါမယ် Oncidium Dancing လေးဒီပေါ့နော်အဲ့ဒါလေး၅မျိုးပါပါဗျကဲ Dendrobium လေးကိုပထမဆုံးပြပြပေးမယ်Dendrobium ကကျတော့အရှိနာမည်အရှိခေါ်ပါတော့ဈေးကွက်ထဲမှာတော့ Dendro လို့ဆိုပြီးမှအထူခေါ်ကြပါတော့ Dendro ကကျတော့ကျွန်တော်တို့ကတော်တစ်ခွတော်တော်များများလဲ Dendro အုပ်စုတွေမှာပါတယ်ပေါ့နော်ဥပမာစင်မမြက်ကွင်းတို့ပြီးလို့ရှိရင်ခမောက်ကျိုးတို့အခုဒေါင်းမီးပေါ့နော်အခုလောလောရေပန်းစားနေတဲ့ဒေါင်းမီးတစ်ခွလို့ဆိုတာလဲဒါ Dendrobium အုပ်စုတွေမှာပါတယ်ပေါ့နော်Dendrobium ကဘယ်လိုမျိုးလဲဆိုတော့သူကစိုက်ရမယ့်အနေထားပြပေးမယ်အမျိုးစားရင်ပြပြပေးဦးမယ်အမျိုးစားကျတော့သူကအဲ့ဒီတော်တစ်ခွားကြီးလဲတော်တစ်ခွားတော်တော်များများလဲဒန်နိုဘီယန်အုပ်စုတွေမှာပါတယ်ပြီးလို့ရှိရင်ဒန်နိုဒဇင်တို့ဒန်နိုရယာတို့ဒန်နိုချယ်ရီတို့နော်ဒန်နိုဂျိုလင်ဂျိုထောင်းပေါ့နော်ဒါပေမဲ့သူ့မှာအမျိုးစားရအများကြီးရှိရပေါ့နော်ဒန်နိုထဲမှာလည်းအများကြီးရှိရဒန်ကက်ပေါ့နော်ဒန်ကက်လည်းရှိတယ်အဖွင့်ဆိုင်ကြီးဒန်ကက်တွေလည်းပါမယ်တွေ့ရအုပ်စုပေါ့နော်စိုက်ပုံစိုက်နေရတော့ကျွန်တော်တို့အရင်ကြီးလည်းမကွဲပြားဘူးပေါ့နော်သူကမနက်ခင်းနေအောင်9နာရီကနေပြီးတော့ပေါ့နော်မနက်ခင်းနေအောင်9နာရီကနေ10နာရီအတွင်းနေအောင်ကောင်းကောင်းရတဲ့နေရာမှာထားစိုက်လို့ရှိရင်သူကအဆင်ပြေပေါ့နော်အဆင်ပြေဆုံးဟာကိုပြပြမယ်ဆိုရင်ကတော့တနေ့ကုန်နေအောင်ဝင်ရတဲ့နေရာမှာတစ်ခါတော့များများပေါ့နော်နေအောင်တနေ့ကုန်ရတဲ့နေရာမှာအစိမ်းစားဖြစ်အမဲစားဖြစ်မိုးပြီးတော့မှစိုက်လို့ရှိရင်တော့ပိုပြဖြစ်ထွန်းတယ်ပေါ့နော်ဒါပေမဲ့ရန်ကုန်လိုမျိုးမြို့ပြတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့မနက်ခင်းနေအောင်ရတဲ့ဘက်ပေါ့နော် runner ဘက်မှာထားစိုက်ပေါ့နော်အဲ့ဒါလည်းနေအောင်ကကျတော့9နာရီကနေ10နာရီထိနေအောင်ရမယ်ဆိုလို့ရှိရင်ဒီဒန်နိုတွေရောတစ်ခါတော့များများအောင်ဖြစ်ထွန်းပါတယ်ပေါ့နော်ဒန်နိုဘီယန်နေပန်းမချေပွင့်မလဲဆိုတာကိုပြပြပေးမယ်ဒန်နိုဘီယန်လေးကသားတဲ့အတစ်ထွက်တယ်မလားသားတဲ့အတစ်လေးတွေသားတဲ့အတစ်လေးထွက်တယ်သားတဲ့အတစ်ကမိခင်ပြင်ပေါ့နော်ဒီလိုမိခင်ပတ်မွင့်ပြီးသားပင်ဖြစ်ပင်ပေါ့နော်ပတ်မွင့်ပြီးသားပင်ပြောမယ်ပတ်မွင့်ပြီးသားအပင်ကိုမိရင်မဲ့ကြော်ရင်လည်းကြော်မယ်ပေါ့နော်အဲ့လိုမျိုးနေထားရမှပဲသူပတ်မွင့်တာအဲ့ဒါအရက်နဲ့ပေါ့နော်သူရဲ့အပင်ရဲ့အတိုင်းတာနဲ့နိုင်ရှင်ပြတာပြီးရင်နောက်တစ်ခုကပါရှိရတော့သူကအရွက်တွေထွက်တာတော့ဒီလိုရွက်လေးထွက်တယ်မလားအဲ့အရွက်လေးတွေထွက်တာကုံသွားပြီပေါ့နော်ဂိမ်းဆုံးသွားပြီဆိုလို့ရှိရင်လည်းသူကပန်းပွင့်တယ်ပေါ့နော်အဲ့တော့ပန်းပွင့်တာ2မျိုးရှိမယ်အရွက်နဲ့ကြည့်လို့ရတယ်အရွက်ကဒီလိုမျိုးအညွန့်လေးမရှိတော့ဘူးအတုံးလေးပေါ့နော်ဒီလိုတုံးလေးဖြစ်သွားပြီဆိုလို့ရှိရင်လည်းသူကပန်းပွင့်နိုင်တယ်ပြီးလို့ရှိရင်အရှည်နဲ့တိုင်းမယ်ဆိုလို့ရှိရင်ဒီတားတဲ့လေယာဒီလိုရှည်လာတဲ့အထိလို့ရှည်လာမှပဲပန်းပွင့်တယ်ပေါ့နော်အဲ့တော့အဲ့လိုမရှိမချင်းရကြတော့အပင်အားသေးကျွေးရမယ်ရှည်သွားပြီအရွက်တွေကလည်းအရွက်ထွက်စရာလည်းမရှိအောင်ဆိုလို့ရှိရင်ဂိမ်းဆုံးသွားပြီဆိုရင်တော့အပွင့်သေးကျွေးရမှာဖြစ်ပါတယ်ဒန်နိုဘီယန်တွေကတပုံစံနဲ့ပဲပေါ့နော်တပုံစံနဲ့ဖြစ်ပါတယ်နောက်ထပ်ပြပြပေးမယ်မျိုးစားကြီးကတော့လက်ပြတစ်ခွဖြစ်ပါတယ်ဗျလက်ပြတစ်ခွကိုအင်္ဂလိပ်လို Phalaenopsis လို့ခေါ်ပါတယ်ခင်ဗျသူကကျတော့တရုတ်ဘက်ကလာတာနဲ့အချင်းမိုင်ဘက်ကလာဆိုပြီးတော့မျိုးစံစားရှိပါတယ်တရုတ်ဘက်ကလာတော့ပန်းနဲ့လာတာများပြီးတော့မှအမြင့်ကလေးတွေကတော့တခြားကြီးမှာပေါ့နော်သူကတော့50ရာခိုင်နှုန်းလောက်ကတော့အမြင့်မကောင်းတာများတယ်ပေါ့နော်တခြားဆက်တက်မယ်ဆိုလို့ရှိရင်တော့ရပါတယ်သူကအမြင့်တွေမကောင်းပုတ်နေရမဲနေရမြင်လို့ရှိရင်တရုတ်လေးပြပေါ့နော်တရုတ်လေးပြမဲကဘာညာအမြင့်တွေမဲရကြဆိုလို့ရှိရင်ကျွန်တော်တို့plastic ကိုချောပြီးရင်အရင်ကြီးလေးဖယ်ပြီးတော့မှမကောင်းတဲ့မြင့်လေးတွေကိုညက်ပြီးတော့မှစိုက်ပေါ့နော်စိုက်အစင်းလုပ်တဲ့အနေကျွန်တော်ပြပြထားရအများကြီးပဲရှိရပေါ့နော်တရုတ်လေးပြတော့ချင်းမလေးပြ69ရာခိုင်နှုန်းကသူအမြင့်ကောင်းတယ်ပေါ့နော်69ရာခိုင်နှုန်းအမြင့်ကောင်းတယ်ဆိုတော့ဒီ plastic ကိုချွတ်ပြီးတော့မှဘေးကနေပြီးတော့မှ69ရာခိုင်နှုန်းဆိုတော့ဒီအပီတပင်နဲ့ပြောမှာမဟုတ်ဘူးသူကတော်တော်များများပေါ့နော်100ရာခိုင်နှုန်းဒီပါအထိအမြင့်ကောင်းလာတယ်ပေါ့နော်ဈေးကွက်ထဲမှာအဲ့တော့သူဘာမှလုပ်စရာမလိုဘူးဒီ plastic ကိုချွတ်ပြီးတော့မှဘေးကနေမီတွေးဖြစ်တစ်ခေါက်ဖြစ်မြင်းချက်ကလေးဖြစ်ထည့်ပြီးစိုက်လို့ရပါတယ်ခင်ဗျဒါစိုက်တဲ့နည်းပေါ့နော်ပြီးရင်ပန်းပစင်ပွင့်မလဲပြပြပေးမယ်ပန်းပစင်ပွင့်မလဲပြပြပေးတယ်ဆိုတာကပန်းပွင့်မဲ့အချိန်ကိုသိလို့ရှိရင်ကျွန်တော်ဆေးကျွေးရလဲအဲ့လိုတကူဖြစ်တယ်ပေါ့နော်အဲ့မှာဒီမှာဆိုလို့ရှိရင်ပန်းကိုင်ဝင်ပြီးသားပြီးဒီမှာပန်းကိုင်အဟောင်းလေးပေါ့နော်ပန်းပွင့်ပြီးသားဟာသူ့ရဲ့အထက်မှာ3ရွက်ရှိရမယ်ပေါ့နော်3ရွက်ရှိရမယ်နော်3ရွက်ဒါလိပ်ပြား3ရွက်နော်ဘန်နာလည်းမတူဘူးဘန်နာကျတော့4ရွက်ရှိရမယ်လိပ်ပြားကျတော့ဒီပန်းကအဟောင်းရဲ့အပေါ်မှာ3ရွက်ရှိရမယ်3ရွက်ရှိမှပန်းပွင့်နိုင်တယ်ပေါ့နော်ဒီဘက်မှာပွင့်မယ်ဆိုရင်တော့ဒီဘက်မှာတစ်ရွက်ပဲရှိဦးမှာပေါ့နော်ဒီဘက်ဒါပွင့်ထားပြီးသားဆိုဒီဘက်မှာပွင့်လိမ့်မယ်ပေါ့နော်ဒီဘက်မှာပွင့်လို့ရှိရင်ဒီမှာတစ်ရွက်ပဲရှိသေးတယ်3ရွက်လောက်ရှိရစမယ်ဒီဘက်မှာပွင့်မယ်ဆိုရင်တော့ဒီလည်းစောက်အောင်ပဲပေါ့နော်အဲ့တော့ပြောမှဆိုလို့ရှိရင်ဒီပန်းကအဟောင်းရဲ့အပေါ်မှာအရွက်3ရွက်ရှိမှပန်းပွင့်နေတာဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့3ရက်မပြည့်အောင်ကျွန်တော်တို့အပင်အားစေးပဲကြွေးမယ်3ရက်ပြည့်သွားပြီဆိုလို့ရှိရင်တော့အပင်အားစေးကြွေးအောင်ဖြစ်ပါတယ်ခင်ဗျာဒါလိုက်တဲ့တစ်ခွပါဘန်နာတစ်ခွကျတော့ပန်းပွင့်တာပြပြပေးမယ်နော်သူကကျတော့ပန်းကိုင်ထဲမှာပန်းကိုင်အဟောင်းပေါ့နော်ပန်းကိုင်အဟောင်းရှိမယ်ဒီမှာတော့ပန်းကိုင်အဟောင်းပွင့်မိသားပန်းကိုင်သူ့ရဲ့အထက်မှာအရွက်4ရွက်ရှိရမယ်နော်4ရွက်ရှိမှဒီဘက်ပဲတစ်ဖက်ထုတ်ရအောင်3ရွက်ပဲရှိသေးတယ်အဲ့4ရွက်ပြည့်အောင်ကျွန်တော်တို့အပင်အားစေးပဲကြွေးမယ်အပင်အားစေးလို့မျက်စိတို့ကြွေးမယ်4ရွက်ပြည့်ပြီဆိုမှအပင်အားစေးကိုကြွေးမှာဖြစ်ပါတယ်ဒါရေဘူးရပြပြပေးရနော်4ရွက်ထက်ကြော်လဲဘာကြော်တာပိုကောင်းသေးရဲ့4ရွက်မပြည့်ခင်တော့အပင်စေးတော့မကြွေးနဲ့နော်
4ရက်5ရက်ထိလည်းဘာမှမဖြစ်ဘူး4ရက်မပြည့်မချင်းတော့အပွင့်အားသေးမကျွေးနဲ့အဲ့ဆိုလို့ရှိရင်ပန်းပွင့်အများပေးတဲ့အချိန်မနက်မဲတော့ပန်းပွင့်လာမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါဘာနာတစ်ခွာဆိုတော့စိုက်ဖို့ဆိုင်နေရတော့ရမ်းလွယ်ပါရွှေရှင်ပါတယ်သူကတော့ဈေးဘက်ထဲမှာလို့ချိန်လေးနဲ့လာရဲချိတ်လိုက်တန်းချိတ်လိုက်ရုံပဲပေါ့နော်တန်းချိတ်လိုက်ရုံပဲပြီးရင်ရေလောင်းလာကိုသူကအဓိကထားပြောပြရင်ဘာလို့လဲဆိုတော့သူကကျတော့ရေဆိုးတက်ထင်းပေးမယ်အုံငုံတို့ဘာလို့မပါဘူးပေါ့နော်အုံငုံတွေမပါတဲ့ခါကျတော့ကျွန်တော်ချန်နေမှာဆိုလို့ရှိရင်တော့အညာတွေကလို့ပူတဲ့အချိန်မှာတော့မှတနေ့ကို15မိနစ်20လောက်ရေပန်းလေးနဲ့ပေါ့နော်ရေပေးလို့ရှိရင်ကိုရေကဝရတယ်ပေါ့နော်ဒါအညာလို့ဒေတာမှာဒါပေမဲ့တချို့ဝါသနာရှင်လေးကျတော့အဲ့လိုရေပန်းနဲ့မပေးကြဘူးလေအဲ့လိုလက်နဲ့ပဲလောင်းကြရအဲ့ဟာဆိုရင်တော့ကျွန်တော်ကဒီအမြင့်ကလေးဖွေးရဟာနေပြီးတော့စိမ့်ဆူရတဲ့အထိ2ကြော့ပြန်3ကြော့ပြန်အဲ့လိုမျိုးလောင်းပေးရတယ်ပေါ့နော်ကိုကမဟန်နေဘူးစိတ်လောင်းပေးနေဆိုညမနဲ့လောင်းပေးပေါ့နော်ညမနဲ့လောင်းပေးအဲ့တော့ဒီဘဏ္ဍာလေးတွေကရင်ကတော့လို့ရှိရင်ရွက်ကလေးရှုံမယ်မလားမပါလေးဖြစ်သွားမယ်ပေါ့နော်အဲ့တော့လှပအောင်သူကဘဏ္ဍာတိခွားကျတော့ရွက်ကလည်းသူကရွက်လေးလှနေကိုမစိုးပေါ့နော်အဲ့တော့ဆိုတော့ရွက်တွေမရှုံအောင်ရွက်တွေမကျိုးမကြည့်အောင်ကျွန်တော်တို့ကရေဝအောင်လောင်းပေးသေးမှတယ်ဒီအမြင့်ကလေးစိမ့်ဆူအောင်ဒီရေပန်းနဲ့ပြီးမယ်ဆိုရှင်15မိနစ်ကနေမိနစ်20တိပေးရမယ်ဟိုခုနှစ်ပဲလောင်းမယ်ဆိုရင်တော့2ကြော့ပြန်3ကြော့ပြန်4ကြော့ပြန်အဲ့လိုမျိုးတွေပေါ့နော်တစ်ခါလောင်းပေးရမယ်တကယ်လို့တချို့ကစိန်ညာရှိတယ်အမြင့်စိန်ရဲဆိုရင်လည်းအရွက်တွေမချိစေနဲ့နော်ဘာလို့ဆိုတော့မိုးကြတဲ့စိန်ညာလေဖုံမုန်းနေပါရင်လည်းအဲ့ဒီထဲမှာရောပြီးတော့မှုကြတတ်တာပေါ့နော်ကျွန်တော်တို့အတွေ့အကြုံရတော့အဲ့တော့အဲ့ဆိုတော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့15မိနစ်ပဲစိမ့်ပြီပေါ့နော်15မိနစ်တော့ဒီပဲရေကိုစိမ့်လို့ရှိရင်လည်းအမြင့်ကလေးပဲစိမ့်ပြီဒီချင်းမြုပ်ုံလေးပဲပေါ့နော်ဒီအရွက်တွေမထိစေနဲ့နော်အဲ့လိုမျိုးစိမ့်ပြီးလို့ရှိရင်လည်းစိမ့်ပြီးလို့ရှိရင်လည်းရေနဲ့ပြန်လောင်းရတစ်ခွက်လောက်ရေပြန်လောင်းလိုက်ပေါ့ဆိုဒီအဲ့ဒီဟိုပုံထဲမှာလည်းဖုံရရှိနေမှာလေဖုံနေဒီအပင်ရဲ့ဖုံရကတ်နေမှာဆိုလို့ကျွန်တော်ရေနဲ့ပြန်ဆေးချရပေါ့ဗျာအဲ့ဒါထိန်းလေးလေးပါခင်ဗျကဲအပိုင်းနှစ်လေးကိုမျှော်ရမယ်ခင်ဗျာ story ပြင်မှာဆိုလို့ပါ